ခွင့်တော်ကောင်းကျေးဇူးပြုတဲ့ဘုရားရှင်နာမတော်တိုင်ဘုန်းကြီးရှင်ရှိပါစေအာမင်ကျေးဇူးပြုတော်မှာကျွန်တော်နောက်ကိုလိုက်ဆိုစီကြပါလေရှင်မသက်ခန်းကြီး7ထဲကဖြစ်ပါတယ်ကျွန်တော်ရှိရတိုင်ပေးမယ်ကျေးဇူးပြုတော်မှာလိုက်ဆိုပေးစီကြပါလေခရစ်တော်ပြုတော်မူသောအမှုတော်ကိုယောဟန်သည်ဘသူသည်ယောဟန်သည်ထောင်ထဲမှာကြားသောအခါမိမိတပည့်တစ်ယောက်ကိုစေလွှတ်၍ကိုတော်သည်ကြွလာသောသူမှန်သလားတော့မဟုတ်အခြားသောသူကိုမျော်လင့်ရပါမည်လောသူမေးလျှောက်စေ၏ယေရှုကလည်းသင်တို့သည်ကြားသမျှမြင်ရသမျှတို့ကိုသွား၍ယောဟန်အားကြားလျှောက်ကြတော့ကျွန်တော်အကြိုက်ဆုံးကျမ်းပိုက်လေးကိုရောက်လာမှာဖြစ်ပါတယ်ပိုက်ငယ်6မှာဖြစ်ပါတယ်လိုက်ဆိုစီကြပါလေငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ရောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဒီကနေ့ကျွန်တော်ဝင်ခမဲ့နှုတ်ကပတ်တော်တရားရဲ့ခေါင်းစဉ်လေးကိုတက်ချင်ပါတယ်အဲ့ခေါင်းစဉ်အောက်ကျွန်တော်တို့ဒီလိုကပွားကြရမှာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဝင်ခမဲ့နှုတ်ကပတ်တော်တရားရဲ့ခေါင်းစဉ်ကတန်တရားဖြစ်ပါတယ်တန်တရားလို့ကျွန်တော်ဝင်ခသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာရှိတဲ့လူတိုင်းကိုကျွန်တော်အခုလက်ထောင်ပြီးတော့မေးကြည့်ရရင်တန်တရားရှိဖို့နဲ့ရှိလားလို့ကျွန်တော်မေးမြောင်များစွာသောကျွန်တော်တို့ကတန်တရားရှိပါတယ်လို့ဖြေကြမှာဖြစ်ပါတယ်တန်တရားမရှိတဲ့လူတယောက်မှကျွန်တော်တို့မှာမရှိဘူးဆိုတော့ကျွန်တော်တို့အားလုံးကတန်တရားပဲရှိကြပါတယ်အခုပဲကျွန်တော်တို့နေစည်းတော့မှလာကြတယ်ဒီမြစ်ကြီးကိုကျွန်တော်ဖြတ်ခါမှာဖိုင်လုံးတွေတက်လာတဲ့အခါလှုပ်ရှားလာတဲ့အခါမှာတန်တရားလူတိုင်းရှိတာပဲဟာတကယ်လို့ဒီသေးတာမှောက်သွားခဲ့ရင်ကျွန်တော်ကရေလည်းမကူးတတ်ဘယ်သူများကျွန်တော်လာကဲကျွန်တော်ပြန်ထွက်လာနိုင်ပါ့မလဲအကုန်လုံးလူတိုင်းမှာတန်တရားရှိတာဖြစ်တယ်တခါမျက်စိမမြင်တဲ့လူနှစ်ယောက်လူရဲ့အကြောင်းကိုကျွန်တော်ပြောပြတာပါမျက်စိမမြင်တဲ့လူနှစ်ယောက်တူပုံလိုက်ကစားတယ်တဲ့ဆိုတော့တယောက်ပြောတယ်ဟုတ်ကဲ့ဆိုတော့တယောက်ကတူပုံလိုက်ကစားတဲ့ခါမှာတိုင်ုံရိုက်တယ်အချက်တရာ1 2 3 4 5 6 9 10 9မျက်စိမမြင်တဲ့လူတယောက်ကသူပုံချင်တဲ့ခါကျတော့ပြေးတယ်တဲ့ပြေးနဲ့အိမ်သာကျွင်းဟောင်းထဲကိုသူပြုတ်ကြသွားတယ်ပြုတ်ကြသွားတဲ့ခါမှာဟာဒီနေရာတိုင်ကြည့်လိုက်တော့ဟာဒီနေရာချုံနေဟာမစိုးဘူးဒီနေရာကပုံလို့ရတယ်ဆိုပြီးသူပုံတယ်လို့ပြောတယ်တရားကြည့်လဲကြည့်ရောအနောက်လိုက်မဲ့လူကဆက်လိုက်တယ်လိုက်ရှာမတွေ့နိုင်ဘူးနောက်ဆုံးကျတော့သူလည်းအဲ့ဒီအိမ်သာကျွင်းထဲကိုပြုတ်ကြတယ်ပြုတ်ကြတဲ့ချိန်မှာသွားကင်လိုက်တယ်သူကချင်းဟဲ့မိပြီတဲ့သူကချင်းဘာပြောလဲသလားမရဘူးတဲ့မင်းကချောင်းကြည့်တာပဲနေမှာဆိုတော့မျက်စိမမြင်တဲ့လူတော်မှအချင်းမင်းကချောင်းကြည့်မှာပါမင်းကမချောင်းကြည့်ပါဘူးဆိုတော့တန်တရားတွေနဲ့သူတို့ပြည့်နေနေတာဖြစ်တယ်အဆုံးကကျွန်တော်ဖတ်တော့တဲ့ကျမ်းပိုက်ကလေးကလည်းတန်တရားပြည့်နေတဲ့ကျမ်းပိုက်ဖြစ်တယ်တန်တရားတွေကြီးနဲ့ပဲပြည့်နေတဲ့ကျမ်းပိုက်ဖြစ်တယ်ဆိုတော့ဒီတန်တရားကကျွန်တော်တို့ကိုဒီစောက်ချင်းမှာအများကြီးအကျိုးနည်းစေတယ်တခါက Everett တောင်နော်ကဘာမှာမြင့်ဆုံးတောင်ကိုတောင်တက်တဲ့လူတယောက်အကြောင်းကျွန်တော်ဖတ်ဘူးလေဒါတကယ်ဖြစ်လာတဲ့ဒီပုံပြင်နေတဲ့သူရေးတာလားမသိဘူးဆိုတော့တောင်တက်တဲ့လူကတောင်တက်ရတော့မှထိတ်နာရောက်တဲ့အခါမှာတဲ့သူဂျိုးလွတ်ကြသွားတယ်လူကြသွားတဲ့ခါကျတော့အဲ့ဂျိုးပေါ်နဲ့သူတုတ်ကြတာဝါအဲ့လိုမျိုးရောက်ပြုတ်ကြနေတော့အရင်မြင်တယ်ဝါအဲ့လိုမျိုးများတယ်စက်ကြနေတော့ဆိုတော့ကြနေရင်နဲ့ဘေးကဒီနှင်းခဲတွေကိုခြေထောက်နဲ့ကန်မိလိုက်လက်နဲ့ပုံမိလိုက်နဲ့နှင်းခဲတွေအများကြီးသူ့ရဲ့မျက်လုံးတွေကိုဝင်လာတယ်သူ့ကိုထိခိုက်လာကြိုင်တဲ့နောက်ဆုံးမှာကျိုးဆောက်သွားကင်မိလိုက်တယ်ဖတ်ခနဲ့ကင်မိလိုက်တဲ့ခါကျတော့အဲ့ကျိုးမှာတွဲလေးသူမျက်လုံးလည်းမဖွင့်ရတော့ဘူးအသက်လည်းမရှူရတော့ဘူးလက်လည်းမလွတ်ရတော့အရှမ်းကိုကြောက်သွားပြီနောက်ဆုံးကအဲ့ဂျိုးကိုမလွတ်ပဲတဲ့သူတေဆုံးသွားတဲ့အခါမှာ discovery အဖွဲ့ကနေပြီးတော့သူ့သွားတွေ့တယ်ဒီလူကဘယ်လောက်မှသွားတည်တယ်ဆိုတော့
သူကျုပ်ကင်ပြီးတော့မှအေးနဲ့ရေခဲတော့ခဏလေးနဲ့အေးရပူတော့သွေးသားတွေကျုပ်ပြီးတော့မှသူတည်သွားတဲ့နေရာကတဲ့ရေကြီးကိုရောက်ဖို့3 ပေပဲလို့ပြောတယ်ဆိုတော့သူချလိုက်ရင်ရတယ်ဒါပေမဲ့သူတန်တရားရှိနေတယ်ငါလွတ်လိုက်ရင်ဒီထက်ငါတည်သွားမှာပဲဒီကျိုးငါတဖြည်းဖြည်းဆင်းသွားတော့မှငါအောက်ရောက်မှာပဲဆိုတော့တန်တရားရှိတဲ့ခါမှာသူ့ရဲ့နောက်ဆုံးဘဝအဲ့ကျိုးမှာပဲတည်သွားတော့ကျွန်တော်တွေ့ရတယ်အခုဒီကျမ်းချက်ကလေးကိုသူတို့ဖတ်လိုက်တဲ့အခါမှာအရှမ်းအောစရာကောင်းတာခရစ်တော်ထံကိုယောဟန်ကလည်းပြောမှသူ့ရဲ့တပည့်တစ်ယောက်ကိုစေလွှတ်တယ်။စေလွှတ်ပြီးတော့ဘာပြောတယ်လဲဆိုတော့ဟေးယေရှုမင်းကယေရှုမှန်ရဲ့လား။ငါတို့မျော်လင့်နေတဲ့ယေရှုကမင်းရောဟုတ်ရဲ့လား။ငါတို့တခြားလူကိုမျော်လင့်ရအောင်မလားလို့ယေရှုကိုဘာနဲ့သွားမေးလဲ။တန်တရားနဲ့သွားမေးတယ်။ဆိုတော့ခရစ်တော်ကပြန်ပြောလိုက်တယ်ကွာမင်းတို့ယောဟန်ကိုပြောလိုက်အောင်ငါဘယ်သူလဲဆိုတာယောဟန်ကိုပြောလိုက်အောင်လို့ပြောလိုက်တဲ့စကားဖြစ်တယ်ဆိုတော့ကျွန်တော်ကစဉ်းစားတယ်တကယ်လို့တန်တရားရှိတဲ့သူကယောဟန်မဟုတ်ပဲလေဂျူဒတ်စကရက်နော်ငွေကိုင်ယေရှုရောင်းစားတဲ့လူသားဖြစ်ခဲ့ကိစ္စမရှိဘူးဘာဖြစ်လဲခရစ်တော်ကပြောပြီးသားသူကအစကတည်းကမမွေးရင်ပူကောင်းတယ်လို့ပြောပြီးသားဒါပေမဲ့အခုယောဟန်ဆိုတဲ့လူကျတော့လူတစ်မျိုးပြကွာခရစ်တော်တန်တရားရှိနိုင်တဲ့ပုံကိုမျိုးမဟုတ်ဘူးအခုကျွန်တော်မေးဖို့မိပြီဒီထဲမှာယုံကြည်သူအစ်စ်တွေကြီးပဲဖြစ်တယ်အခုကျွန်တော်လက်မထောင်ခိုင်းလို့တော့ပါစတာတွေလည်းအရင်များတယ်ဆိုတော့ယေရှုတန်တရားရှိဘူးတဲ့လူဘယ်နှယောက်ရှိလဲလုံးဝလက်မထောင်ပါနဲ့စိတ်ထဲနဲ့လည်းထောင်ပါယေရှုတန်တရားရှိဘူးတဲ့လူဘယ်နှယောက်ရှိတယ်လဲစိတ်ထဲနဲ့ထောင်ကြည့်အောင်နော်ကျွန်တော်စိတ်ကိုလိုက်1ယောက်2ယောက်3ယောက်4ယောက်5ယောက်နဲမှာပေါ့ယေရှုတန်တရားရှိဘူးတဲ့လူတိုင်းကျွန်တော်တို့အားလုံးဖြစ်ကြတယ်ကျွန်တော်ဒီကျမ်းစာဖတ်လိုက်တဲ့အခါမှာမြစ်ချင်းပြီးတဲ့ဆရာယောဟန်တော်မှာယေရှုကိုတန်တရားဖြစ်တယ်ငါတန်တရားဖြစ်တာဘာမှမပြောပါတော့ဘူးမြစ်ချင်းပြီးတဲ့ဆရာယောဟန်တော်တန်တရားဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်ရမ်းပြောတယ်ဘာဖြစ်လဲအော်ကဘာမှာယေရှုတန်တရားဖြစ်တာငါတယောက်ပဲလားလို့ထင်တဲ့အခါမှာဘယ်ဟုတ်ရှင်ယောဟန်တော်မှာယေရှုတန်တရားဖြစ်ဘူးလေဆိုတော့ဒီရှင်ယောဟန်ကဘယ်လိုလူစားမျိုးလဲမိတ်ဆွေနဲ့ကျွန်တော်နဲ့မတူဘူးခရစ်တော်ကိုယ်တိုင်ကဘာပြောတယ်လဲဆိုတော့မိန်းမမွေးတဲ့သူတိုင်းထဲမှာမိန်းမမွေးတဲ့လူတိုင်းဒီနေ့မှာမိန်းမမမွေးတဲ့လူဘယ်ယောက်ကျလို့ရှိလဲတယောက်မှမရှိဘူးကျွန်တော်လည်းမိန်းမမွေးထားတဲ့လူပဲမိန်းမမွေးတဲ့လူထဲမှာဘယ်သူဟာအကြီးမြတ်ဆုံးလဲရှင်ယောဟန်ဟာအကြီးမြတ်ဆုံးလို့ခရစ်တော်ကိုယ်တိုင်ကကြော်ညာထားတဲ့ပုဂ္ဂိုလ်ကြီးအဲ့လူရဲ့တန်တရားရှိနေတာနောက်တစ်ခုဘာထူးခြားတဲ့လဲဒီလူဟာခရစ်တော်မွေးဖွားခင်ကလေးကဗိုက်ချင်းတဲ့ချင်းတူတွေ့ကြတဲ့ကိုကခရစ်တော်ကိုသိပြီးသားလူဖြစ်တယ်။အဲလိဇဘက်ဒီကျွန်တော်ယောဟန်ပိဋကတ်ပေးတဲ့ယောဟန်ကြီးရဲ့မိခင်ကယောဟန်ကိုဝင်ဆောင်တဲ့အချိန်မှာမာရိကခရစ်တော်ကိုဝင်ဆောင်တယ်။ဒါကျမ်းတစ်ပုဒ်ကိုပြောတာအဲ့အချိန်မှာယေရှုက3 လပဲရှိသေးတယ်တဲ့။ယောဟန်6 လရှိပြီလို့ပြောတယ်ဆိုတော့မာရိကကွာပြီးတော့မှယူနာဝိုင်းထဲမှာကွာပြီးတော့မှယောဟန်ရဲ့အမေအဲလိဇဘက်စီကိုတွားရောက်အဲလိဇဘက်စီကိုရောက်တဲ့အခါမှာအဲလိဇဘက်ကနေပြီးတော့မှဟာညီမလေးရဲ့ကံကောင်းတာပဲညီမလေးပိုင်ထဲမှာရှိတဲ့လူဟာတကယ်ပဲအလောဖွယ်ရဘုရားဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်လို့ပြောတဲ့အခါမှာတဲ့ကျမ်းစာပြောထားတယ်အဲလိဇဘက်ပိုင်ထဲမှာရှိတဲ့ဒီချင်းစရာယောဟန်ဘာလုပ်နေလဲကခုံနေတယ်လို့ပြောတယ်အန်အောစေမတမအောင်ဆိုတော့ကျွန်တော်ကအန်အောတယ်ဟာပိုက်ထဲကကလေးကသူ့အမေဝမ်းတာလို့ခုံနိုင်ပါမလားဆိုတော့ဒီတော့ကျွန်တော်အမျိုးသမီးကိုဝင်ဆောင်တဲ့ခါမှာကျွန်တော်တွားပြတော့အဲ့မှာဆရာဝန်တွေထုတ်ထားတဲ့စာရွက်ထဲမှာကျွန်တော်ပါသွားတွေ့တယ်ဆိုတော့ကလေးဟာတဲ့ကိုဝင်ပိုက်ထဲမှာ9 လရှိတဲ့ချိန်ကနေမိခင်ရဲ့ခံစားချက်ကိုသိလို့ရတယ်လို့ပြောတယ်။သူရဲ့အသားဆုံးလေပြီးတဲ့မိခင်စိတ်ဝမ်းနေတယ်ပျော်တယ်ကျွန်တော်အရင်ပြောက်ချင်းဝင်ဟာငါတို့ရဲ့တမန်တရားမှန်လိုက်တာယောဟန်6 လရှိပြီသူတို့ရဲ့ခံစားချက်ကိုသိတယ်ဆိုတာကျွန်တော်တန်းသိရတယ်ဟာလေလုယာအာမင်ဆိုတော့ဒါကြောင့်ဂျူးလူမျိုးတွေကဘာလို့တလဲဆိုတော့ကိုဝင်ကလေးဆောင်တဲ့ခါကျရင်နောက်မှတ်ထားနော်
6လ9လကျော်လာပြီဆိုရင်တဲ့ဂျူးလူမျိုးတွေကအဲ့ကလေးကိုပွေ့ချီပြီးတော့မှပွေ့ချီလို့မရသေးဘူးနော်မထွက်သေးဘူးနော်ဆိုတော့အဲ့ကလေးကိုလွယ်နေရင်းနဲ့ဗာတချင်းဆိုတဲ့ဆိုတော့ Jehovah is God Jehovah is God အဲ့တချင်းရဲ့နောက်တချင်းတစ်ခုကငါတို့ကိုကယ်တော်မူသောအကိုတို့တိုင်းပြည်ကိုအောင်နိုင်မှုပြီဒီနေ့ကဖြစ်ခဲ့ပါတော့ဆိုတော့အဲ့လိုတချင်းနေနဲ့အဲ့ကလေးကိုအမဲတမ်းသိတယ်ဘုရားရှင်သူတို့ကိုရွေးနှုတ်ထားတဲ့သမိုင်းဆက်အကြောင်းတွေကိုအဲ့ကလေးမမွေးခင်ကလေးကနေသူတို့တချင်းဆိုပြီးတော့မှတုံ့ပြန်ပြီးတယ်လို့ပြောတယ်ကျွန်တော်စဉ်းစားတယ်ကျွန်တော်တို့လည်းပုံလိုက်လာကျွန်တော်တို့ကျတော့ကလေးကိုဝင်9လလောက်ရလာတဲ့အခါမှာပါရီတင်ပေးတယ်ပါရီနေမမွေးလာသေးလို့ပြီလားနေမွေးလာတဲ့ခါကျနေ့အဖေဘလောက်အတုံးမကြလဲဆိုတော့နေပြီးလိုက်တယ်နော်ပတ်ကဲနေမမွေးလာသေးလို့သိတယ်မလားနေမွေးလာတဲ့တနေ့ကျရင်နေ့အဖေဘလောက်ထိကလေးကကြည့်ကြတယ်ဆိုတော့နေပြီးလိုက်တယ်ဆိုတော့ကျွန်တော်ကမမွေးသေးတဲ့ကလေးကိုပါရီတင်ပေးနေတယ်မကောင်းတဲ့စိန်ခေါ်မှုတွေမကောင်းမှုတွေမချင်တဲ့ချက်တွေအကုန်လုံးတင်ပေးတဲ့ခါကျတော့ကလေးကမမွေးရဘူးပိုက်ထဲမှာမတတူးဆုံးလာပြီးသားငါထွက်လာတော့ဟာကျွန်တော်တို့ဒီမှာတမ်းမှာပွားပါတယ်ဆိုတော့မိခင်ချင်းတွေ့တုန်းကခရစ်တော်ကိုခံစားပြီးတော့မှဝမ်းမြောက်ခြင်းနဲ့ခုန်နေတဲ့ယောဟန်ကအခုခရစ်တော်ကိုတန်တရားဝင်နေတာဖြစ်တယ်။ဒါကြောင့်မို့မိတ်ဆွေနဲ့ကျွန်တော်တန်တရားဝင်တာကိုခဏလေးထောင်းအကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ကခရစ်တော်ကိုတန်တရားဝင်နေတာဖြစ်တယ်။ဒီရတဲ့အအောစရာကောင်းသေးတာကခရစ်တော်ကိုပြချင်းပေးတော်သူဟာဘယ်သူလဲယောဟန်ပဲဖြစ်တယ်သူကနေပဲဂျော်ဒန်မြို့မှာပြချင်းပေးလိုက်တဲ့ခါမှာရေပေါ်ကိုတက်လာတဲ့ခါမှာကောင်းကင်ကွဲတော်လည်းမြင်တယ်အပန်ကိုလည်းသူကြားတယ်ဤသူဒီငါ့ချစ်တာပေရီဆိုတဲ့အပန်ကိုလည်းကြားတယ်ဂျောင်းနဲ့ဆဲလာပြီးတော့ခရစ်တော်ပေါ်မှာနားနေတာကိုလည်းတွေ့တယ်မင်းဆွေနဲ့ကျွန်တော်အဲ့ဒါတွေတခုမှမတွေ့ဘူးဂျိုးကတော့မပြောနဲ့ကြီးကံပဲခဏတွေ့နေရတယ်ရက်ွက်ထဲမှာကျွန်တော်ဘာမှခရစ်တော်လည်းမထိခဲ့ရဘူးမတွေ့ခဲ့ရဘူးဒါပေမဲ့ခရစ်တော်ကိုထိခဲ့ဦးနှစ်ချင်းပေးတဲ့လူနဲ့ဂျိုးနဲ့ကြလာတာကိုမြင်တဲ့လူနဲ့ကောင်းကင်ကွဲတဲ့အတန်ကိုကြားတဲ့လူကအခုခရစ်တော်တရားဖြစ်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့တရားဟောဘယ်တော့မှမရှိဘူးတူတူလေးတွေဖြစ်တယ်အခုကျွန်တော်အဆုံးသတ်တဲ့အပိုင်းလာတော့ဘာဖြစ်လို့ယောဟန်ကခရစ်တော်ကိုတရားရှိအကြောင်းတွေကြောင့်များယောဟန်ဟာခရစ်တော်ကိုတန်တရားရှိနေရပါတယ်နံပါတ်1အချက်ခရစ်တော်ကိုယောဟန်နံပါတ်1အချက်သူတန်တရားရှိခြင်းခက်ခဲခြင်းကိုမခံနိုင်ခြင်းကြောင့်ဖြစ်တယ်နံပါတ်1အချက်ကခက်ခဲခြင်းကိုမခံနိုင်ခြင်းကြောင့်ဖြစ်တယ်စတမိုင်းကပြောတယ်ယောဟန်ဟာထောင်ထဲမှာရှိနေတယ်ထောင်တော်ကရိုးထောင်ဟုတ်ပင်လေတဲ့အနားမှာကျွန်တော်အချောက်မှာတော့ရိုးအချုံကိုတိုက်ထဲမှာထည့်ခံတာလုံးဝနှုတ်လို့မရတဲ့ထောင်ပိတ်ထားတဲ့နေရာမှာအလင်းရောမရတဲ့နေရာမှာသူ့ကိုထောင်ပိတ်ထားတာဖြစ်တယ်ဒီနေရာမှာယောဟန်အကြောင်းနည်းနည်းလေးပြောနေတယ်ယောဟန်ကမွေးကလေးကနေပြီးတော့လွတ်လပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကြိုက်တဲ့နေရာကိုသူသွားတယ်ကြိုက်တာကိုသူပြောတယ်ဟောချင်တာကိုသူဟောတယ်တဲ့ဘုံလုံးချတယ်အဖြူဆိုအဖြူအမဲဆိုအမဲအပေါင်းဆိုအပေါင်းဘယ်သူ့မှပြီးဆိုင်တဲ့ပုဂ္ဂိုလ်ဟုတ်ပြောမယ်ဆိုလွတ်လပ်တဲ့ပုဂ္ဂိုလ်တယောက်အခုသူ့ကိုတိုက်ထဲမှာချလိုက်မလွတ်နိုင်တော့ဘယ်နေရာထိနေရလို့ပဲအလေးရောမရတော့ဘူးဒုက္ခအမထမ်းမှသူကြုံတွေ့နေရတယ်ယောဟန်ဒီအကြောင်းအရာကိုကျွန်တော်ဖတ်တိုင်းသူ့တမိုင်းကိုဖတ်တိုင်းကျွန်တော်ငငယ်တုန်းကသွားပြီးတော့မှတအားကိုသူခိုင်းကျွန်တော်ငငယ်တုန်းကအင်မတန်မှစော့တန်တော့အားကြီးတယ်ကျွန်တော်ဒုတိယအကြောင်းကနှစ်တန်းရောက်တဲ့အချိန်မှာကျွန်တော်အဖိုးရဲ့ကားဓာတ်စီကိုယူပြီးတော့မီးချစ်နဲ့အဖိုးကျွန်တော်ဗီဒီယိုကြည့်ဖို့နှစ်ချက်ပေးပါလားအိမ်ကိုကျွန်တော်မီးရှို့ပါလားခဏကျွန်တော်ပြောဖို့လေဒီမှာကျွန်တော်တောင်းလို့ရှိတော့ကျွန်တော်ငငယ်တော့ဘယ်လောက်ဆော့လဲဆိုတော့သူတို့သိမှာဆိုကျွန်တော်အဖိုးကမင်းကွာဆိုကျွန်တော်လိုက်ကျွန်တော်ပတ်ပြေးအိမ်ကိုအသက်ကုန်ပတ်ပြေးမဲနဲ့ကျွန်တော်ဒီလိုဖြစ်ခဲ့ကျွန်တော်ဖမ်းပြီးကျွန်တော်ရိုက်ပြီးဆိုရင်အဖိုးကျွန်တော်တစ်ခါရိုက်တာနဲ့သူ့ရဲ့ဝက်ကလေးတစ်ကောင်ကျွန်တော်အိမ်သားထဲကိုပြစ်ချ
နောက်နေ့ဝက်ကလေးတွေစစ်ပြီးဘိုးကဝက်တွေညာဟဲ့မွေးတယ်အဲ့တော့တရားကျော်မွေးတော့ဝက်ကလေးစစ်ပြီးဝက်မဆုံးတော့ဘူးဆိုရင်ကျွန်တော်ခေါ်ပြီးမင်းငါဝက်ကိုအိမ်သားနဲ့ပြစ်ချပြန်ပြီလားပြစ်ချဘူးအိမ်သားမှာသွားစစ်တော့မကြောက်ဘူးဝက်တကောင်အသေးကောင်တွေ့ပြန်ပြီကျွန်တော်ရိုက်ပြန်ပြီကျွန်တော်မချင်တော့သူ့ဝက်တကောင်အိမ်သားနဲ့ပြစ်ချပြန်ပြီဆိုတော့ကျွန်တော်အဖိုးကတစ်ခါရိုက်တယ်ဝက်တကောင်ဆုံးတော့ကျွန်တော်တိတ်ပြီးတော့မရိုက်ချင်ဘူးတနေ့တော့သူကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်မမှတ်နိုင်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ဂုံမီအိတ်ထဲကိုကျွန်တော်ထည့်ဂုံမီအိတ်ကိုထည့်ပြီးတော့အထိတ်ကိုသူပိတ်လိုက်ဂုံမီအိတ်ထဲမှာပိတ်လိုက်တဲ့အခါမှာကျွန်တော်ဒီလောက်အစောမတဲ့ကလေးကဘာဖြစ်သွားလဲဆိုတော့ဂုံမီအိတ်ထဲမှာဘယ်နေရာကိုင်ဂုံမီအိတ်ကြီးပဲမျိုးလုံးဖွင့်လိုက်ဂုံမီအိတ်ပဲမဖွင့်လိုက်ဂုံမီအိတ်ပဲဖြစ်တဲ့ခါကျတော့အသက်ကုန်းကျွန်တော်ငိုနဲ့အော်လဲကျွန်တော်ဘိုးကလုံးဝမလုပ်ဘူးကျွန်တော်ဘလောက်ထိလုပ်လဲဆိုတော့အဖိုးရဲ့ကျွန်တော်တည်တော့မယ်ဆိုပြီးတည်တဲ့စကားတွေပါကျွန်တော်ပြောတယ်အဖိုးလုံးဝမလုပ်ဘူးနောက်ဆုံးမလုံးနိုင်တဲ့ခါကျတော့ကျွန်တော်လည်းကြောင်းလုံးအားကြီးတဲ့ခါကျတော့သေးတွေဖတ်ကြတယ်ရှိသမျှတွေကိုဖတ်ကြတယ်ဘလောက်ပဲနာနာကျွန်တော်ဖိုးမလုပ်ဘူးတနေ့ကုန်ကျွန်တော်ထောင်းနောက်နေ့10ရက်လောက်တော့ကျွန်တော်ဘောလကင်ဖြစ်သွားပြီဖြစ်တော့မှဘောလကင်တော့မဟုတ်ဘူးအဖိုးရဲ့ဂုံကြီးအိတ်ကိုတောက်နဲ့ဆက်အရန်ဝင်သွားတယ်ကျွန်တော်ရောဟန်ကဒီလိုပုံကိုမျိုးနဲ့အရန်လွတ်လပ်တဲ့ပုံကိုအခုလည်းသူဘာလို့ထောင်ကြလဲကျူးရှင်းမဲ့သူတို့အုံချုပ်တဲ့တိုင်းပြည်ရဲ့ပရှင်သူများမိမယူလိုက်တဲ့ဟာကိုသူမကြိုက်တဲ့ခါကျတော့သူသွားပြောတာမင်းဟာဘုရားရှိမှမတရားဘူးမင်းဟာမင်းရဲ့မင်းသူများမိမရဲ့လက်ထက်နဲ့ပေါင်းနေတဲ့လုံးဝမတရားဘူးလို့သူသွားပြောတဲ့ခါကျတော့သူ့ကိုထောင်ထဲချလိုက်တယ်ဒီမှာပဲဆိုတော့နိုင်ငံရေးချင်းစားတယ်ထောင်ထဲမှာသူချလိုက်တဲ့ခါကျတော့ရိုးရိုးထောင်မှာတော့မဟုတ်ဘူးတိုက်ထဲမှာပိတ်ပစ်လိုက်အမှန်တိုင်းပြောရရင်ဟဲရောကသူ့ကိုပြစ်လိုက်ချင်တယ်ဒါနဲ့ဘာဖြစ်လဲဆိုတော့သူ့ကိုတတ်လိုက်ရင်ပြည်သူလူထုကြီးကသူ့ကို prophet လို့လက်ခံတဲ့ခါကျတော့ prophet ကိုတတ်တဲ့ဘုရင်ဆိုတော့မှအားလုံးစူပေါ်အောင်ကြွမှုတွေရှိလာလိမ့်မယ်ဆိုတော့ကြောက်တဲ့ခါကျတော့တော်တော်ခက်ဆင်ဆင်တော့ခုဘယ်လိုကျွန်တော်ဖတ်ရလို့ပြင်းနေဆိုတော့အဲ့လိုမျိုးကြောက်လာတဲ့ခါကျသူ့မတတ်ပဲနဲ့ဒီဖောင်ပိတ်ထဲမှာသူ့ထဲလိုက်ဖြစ်တယ်ယောဟန်ရန်ခက်ခဲနေပြီသူတီထောင်ထားတဲ့သူ့ရဲ့ ministry သူ့တပည့်တော်တွေနဲ့ထွက်ပြေးကုန်ပြီသူ့ ministry လည်းပြည့်နေပြီသူ့မိသားစုတွေလည်းဝင်းကုန်ပြီသူ့မှာညှော်နှင်းချက်လည်းမရှိတော့ဘူးသူဟာတော့ပိတ်ခါကြောင်ထဲရောက်နေပြီအင်မတန်မှခက်ခဲတဲ့အခါမှာနံပါတ်1ဘာဝင်လာတယ်လဲတန်တရားဝင်လာတာဖြစ်တယ်ဒါကြောင့်လို့သူ့ရဲ့တပည့်နှစ်ယောက်ကိုထောင်ကိုခေါ်ပြီးတော့မှငါတပည့်တို့မင်းတို့ခေါ်ပြီးတော့မှခရစ်တော်စီကိုတွားသူဟာတကယ်လာမဲ့လူမှန်လားတော့မဟုတ်နောက်လာမဲ့လူကိုငါတို့ညှော်ရအောင်မလားလို့ပြောမိခိုင်းလိုက်တာမိတ်ဆွေခရိယန်ထဲဝင်လာတဲ့အခါမှာခက်ခဲခြင်းမရှိတော့ဘူးလို့မထင်ပါနဲ့မိတ်ဆွေခရိယန်ထဲဝင်လာတဲ့အခါယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာကျွန်တော်ဟာလွတ်လပ်တော်သူအောင်မြင်တော်သူလို့ပဲတခြင်းမဆိုပါနဲ့အသွေးတော်အဖြစ်ကောင်းကင်မှာထာဝရအောင်မြင်တော်သူဖြစ်ပေမဲ့ဒီလောကမှာနေတဲ့အခါမှာဒုက္ခတရားတွေကတော့ကျွန်တော်တို့ဆက်ကြုံနေရမှာဖြစ်တယ်ကျွန်တော်တို့ကယ်တင်တဲ့ဘုရားကဒုက္ခကိုမတွေ့စေတဲ့ဘုရားမဟုတ်ပဲနဲ့ကြုံတွေ့ရမယ့်ဒုက္ခတိုင်းမှာအောင်မြင်ခွင့်ကိုပေးမဲ့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်ယုံကြည်သူဖြစ်ပြီးဒုက္ခအလုံးကင်းရှင်းပြီလို့ပြောပါနဲ့ပူတော်မှလေအတိုက်ခံရမယ်ပူတော်မှဒုက္ခတွေကြုံတွေ့ရမယ်ပူတော်မှမြည်တွေကြာရမယ်ပူတော်မှခက်ခဲခြင်းတွေကိုကျွန်တော်ကြုံတွေ့ရမှာဖြစ်တယ်အခုကျွန်တော်ကဘာမှာတစ်ခါတလေကျတော့ကျွန်တော်တရားဟောစရာတွေကျွန်တော်ဟောတဲ့တရားတွေကခရစ်တော်ကိုလက်ခံပြီးယုံကြည်သူဖြစ်ပြီးဆိုရင် we are champion ငါတို့ဟာအောင်နိုင်တော်သူဖြစ်တယ်ကျွန်တော်တို့ဟာရွေးနှောက်ခံတော်သူဖြစ်တယ်ငါတို့ဟာကောင်းချီးရဲ့ရစ်ဖြစ်တယ်ကောင်းချီးအလုံးစင်းစင်းပဲစသည်အဖြစ်ကောင်းချီးတွေကြီးပဲပြောတဲ့အခါမှာတကယ်ခရိယန်တွေဒုက္ခကြုံတွေ့တဲ့အခါမှာအဖြေကိုနားမလည်နိုင်ကြဘူးဒါတို့တရားဟောတဲ့အခါမှာနှစ်ပိုင်းရှိပါတယ်ဒုက္ခခံရတဲ့အပိုင်းရှိတယ်လို့ကောင်းချီးအပိုင်းလည်းရှိတာဝီလျံကယ်ရီဆိုတာကဖန်သက်ချုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖန်သက်ချုပ်တဲ့ပုဂ္ဂိုလ်ကနေပြမ ministry အကြီးရဖခင်မှာဘုရားဆုံးပြုတယ်အာမင်အာမင်အာမင်စာဒူစန်တဲ့စင်ဟာရှင်ဘရင်နန်းတော်မှာနေနေတဲ့ royal family လို့ပြောတော်ဝင်မိသားစုဖြစ်တယ်ဒါပေမဲ့ဟိုးလူမရှိတဲ့တောတူကြောင်ကြားထဲမှာအမှုတော်ဆောင်သူအဖြစ်တေလာတော်မှာသူ့ကိုတကြွမဲ့သူမရှိတော့တော့အောင်အဖြစ်ကွာတည်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်
ကျွန်တော်တို့မြန်မာပြည်ကိုအဲ့ဒီကလေးတရားလာပေးတဲ့ကျွန်တော်တို့ချက်စင်ဟာဆိုလည်းပဲအကောင်းဆုံးသောနိုင်ငံကနေပြမအညံ့ဆုံးသောတိုင်းပြည်မှာလာရောက်တည်ခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာကြီးမားစွာအောင်မြင်စွာချမ်းသာသောသူဖြစ်ဘုရားခေါ်တယ်ဆိုရင်ဘုရားကျွန်တော်တို့ကိုအရောက်ပို့ဆောင်တယ်ကျွန်တော်တို့ကခက်ခဲစွာအခုတော့ဆောင်ဖို့အတွက်ဘုရားခေါ်တယ်ဆိုရင်ဘုရားသခင်ကအဲ့ဒီအထက်မှာဖြည့်စိတ်တော်သူဖြစ်တယ်ဟာလေလုယာဒုတိယအချက်ဘာဖြစ်လို့ယောဟန်ကယေရှုကိုတန်တရားရှိတယ်လဲဒုတိယအချက်ကျွန်တော်တွေ့တဲ့အရာကယောဟန်ကယေရှုခရစ်အပေါ်မှာတန်တရားရှိခြင်းကမိတ္တဟာယဖွဲ့ခြင်းမှန်ကန်သောတည်မရရှိခြင်းကြောင့်ဖြစ်တယ်ဘာလို့လဲဆိုတော့ယောဟန်နဲ့ယေရှုတို့တွေ့တဲ့အခါမှာတစ်ချိန်ပဲတွေ့ဆုံတယ်ကျမ်းစာမှာဘယ်နေရာမှာတွေ့ဆုံလဲမှန်တယ်နှစ်ချင်းပေးတဲ့အခါမှာပဲသူတို့တွေ့ဆုံတယ်နှစ်ချင်းပေးပြီးချင်းသူတို့တွေ့တယ်လို့ကျမ်းစာမှာတွေ့ရလားမတွေ့ရတော့ဘူးယေရှုကလည်းသူတပည့်တော်တွေနဲ့သူတို့လမ်းကြောင်းကိုသူသွားတယ်ယောဟန်လည်းသူတပည့်တော်တွေနဲ့သူ့လမ်းကြောင်းကိုသူသွားတယ်တယောက်နဲ့တယောက်ကနီးနီးဆက်ဆက်လက်ဖက်ရတူတူတောက်ဘူးတယ်လို့တွေ့ရတာမတွေ့ရဘူးတခါမှဆွေးနွေးတာလည်းမရှိဘူးတခါမှပေါင်းတင်ဆက်ဆံတာလည်းမရှိဘူးဆိုတော့သူတို့ကြားနေရတဲ့အရာကအိုးယေရှုကလေနတ်ဆိုးရဲ့အခွင့်အာဏာနဲ့နတ်ဆိုးကိုမောင်းထုတ်တယ်လို့ကြားတယ်လို့ယောဟန်ကပြောတယ်အဲ့လိုလေယေရှုတပည့်တွေလည်းပြောတယ်ယေရှုယောဟန်လေ prophet အမှန်မဟုတ်တော့ဘူးပြဿနာပေါင်းဖြစ်လာတယ်သူလုပ်လိုက်တာအခုထောင်ထဲမှာကြာနေတယ်ဆိုတော့သူတို့ဟာအောင်ပွဲအားဖြင့်ပဲသူတို့အချင်းချင်းကိုသိနေတာဖြစ်တယ်မြန်မာစကားလုံးကအောင်ပွဲဆိုတာကျွန်တော်အရင်သဘောကျတယ်အောင်တမန်ပေါ့ဂျားထဲမှာဆက်ဆံပေးတယ်လို့ပေါ့ဒါကြောင့်အခုယောဟန်နဲ့ယေရှုရဲ့မိတ္တဟာယဖွဲ့ခြင်းဟာတိုက်ရိုက်လားအောင်ပွဲနဲ့လားအောင်ပွဲအားဖြင့်သူတို့ဟာဆက်ဆံနေတာဖြစ်တယ်ကျွန်တော်မိမနဲ့ခုနှစ်တိတိကျွန်တော်တို့ချစ်သူကြီးစားဖြစ်ခဲ့ကြတယ်ဂျားထဲမှာအောင်ပွဲ3တိုင်းကျွန်တော်တို့တစ်နှစ်လောက်ပြည့်တိုက်ရိုက်ဆက်ဆံတိုင်းပြန်ပေါင်းဖြစ်တယ်ခုနှစ်နှစ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဇသိမ်းပိုင်းခဏလေးနဲ့လက်ထပ်နိုင်ကြတယ်ဒါကြောင့်မို့အခုကျွန်တော်ကြားမှုမှာအောင်ပွဲကောင်းတော့ဘာဖြစ်လဲပွဲတယ်ဆိုတဲ့စကားတွေအများကြီးတွေ့ရပါတယ်ဆိုတော့တနေ့တော့တယ်လီဖုန်းခေတ်မရောက်ခင်တော့ဒါတကယ်လူတွေရဲ့ဖြစ်ပုံပဲတယ်လီဖုန်းခေတ်မရောက်ခင်တော့တာအဖနဲ့တာတက်ကတူတက်နေတယ်သူ့အဖေကတောင်ရခုတ်နေတယ်သူ့အဖေကိုပတ်စံမှာချင်တဲ့ခါကျတော့စာနှမ်းရေးလိုက်တယ်အဖေပတ်စံပို့ပေးပါဘာတော်မှဖြည်းဖြည်းချင်းဆိုတော့ပတ်စံပို့ပေးပါတာဒုက္ခရောက်နေတယ်သူ့အဖေကတောင်ရခုတ်ပြီးရမ်းမောနေတဲ့ခါမှာအဲ့စာကိုရသူ့မိမနဲ့လည်းပြဿနာဖြစ်ပြီးခါစားအဲ့စာကိုမောနဲ့ဖတ်တဲ့ခါကျတော့အဖေပတ်စံပို့ပေးပါတာဒုက္ခရောက်နေပြီအမသူ့သားစာပို့လိုက်တာအဲ့လိုပို့တာမဟုတ်နုနုငယ်ငယ်နဲ့ပို့တာခက်တာသူကမောနေတဲ့ခါကျတော့အတန်ထုတ်ပြီးဖတ်လိုက်တဲ့ခါကျတော့အဖေပတ်စံပို့ပေးပါတာရဒုက္ခရောက်နေပြီဘာပြောလဲလကားအောင်ဖေရလည်းမွေးရတယ်ဖေရောကဟောက်စားလေးပါစားလေးနဲ့တော့ပတ်စံမသေးမပို့ဘူးကွာမပို့သူကရန်ဒုက္ခရောက်တဲ့ခါကျတော့တစ်ခါအရန်တော့ကဖြစ်တယ်သူ့အဖေကသူ့အဲ့လိုပြစ်ထားရလားလက်တီးပုံဆွဲပေးလိုက်တော့အဖေဆိုပြီးလက်တီးပုံထည့်ပေးလိုက်သူ့အဖေကအဲ့ဒီကျတော့တောင်ရအထွက်ကောင်းတဲ့ခါကျတော့စပားရအများကြီးရတဲ့နေ့ဖြစ်နေတယ်ဒီသားစုကရမ်းပျော်တဲ့နေ့ဖြစ်နေတယ်သူပြန်လာတဲ့ခါအဲ့ဆောင်ဖောက်ပြီးတော့ကြည့်လိုက်တဲ့ခါမှာဟာငါသားတက်ကတူပါပကြီးဆွဲတာကောင်းလိုက်တာသားရဲ့လက်တီးနဲ့လိုက်တာဒီလောက်တော့အောင်မြင်တဲ့သားဖြစ်နေပြီလားကျွန်တော်ပြပြမယ်စာဆိုတာလည်းပဲအသေးဖြစ်ပေမဲ့ဒုက္ခဘလောက်ပေးနိုင်လဲဆိုတာကျွန်တော်ပြောတာဖြစ်တယ်ဒီကနေ့ကျွန်တော်မင်းခုံးမေးချင်တာကခရစ်တော်ကိုအောင်ပွဲအဖြစ်လက်ခံတာလားကိုယ်တိုင်လက်ခံတာလားအရေးကြီးတယ်ခရစ်တော်ကိုပါစတာအဖြစ်ကိုးကွယ်တာလားကိုယ်တိုင်တက်ရိုက်ကိုးကွယ်တာလားခရစ်တော်ကိုကျွန်တော်မိဘအဖြစ်ကိုးကွယ်တာလားကိုယ်တိုင်ကိုးကွယ်တာလားအင်မတန်မှအရေးကြီးပါတယ်ညောင်များစွာသောကျွန်တော်တို့တွေကခရစ်တော်ကိုတိုက်ရိုက်မကိုးကွယ်ဘူးအောင်ကွယ်အားဖြင့်ကိုးကွယ်ပါစတာတယောက်အားဖြင့်ခရစ်တော်ကိုကိုးကွယ်ကြတဲ့အခါမှာအဲ့ပါစတာလဲသွားတဲ့အခါမှာကျွန်တော်တို့လည်းဘာဖြစ်လဲကျွန်တော်တို့လည်းလဲကြခရစ်တော်ကိုမိဘအားဖြင့်ကိုးကွယ်တဲ့အခါမှာမိဘကအဲ့ခရစ်တော်ကိုစွန့်လွတ်တဲ့အခါမှာကျွန်တော်တို့လည်းဘာဖြစ်လဲအဲ့ခရစ်တော်ကိုစွန့်လွတ်တယ်ခရစ်တော်ကိုသူငယ်ချင်းအဖြစ်ကိုးကွယ်တဲ့အခါမှာအဲ့သူငယ်ချင်းဒီဘုရားကျောင်းမလာတော့တဲ့အခါမှာကျွန်တော်တို့လည်းဘာဖြစ်လဲ
မလာတော့ဒါကြောင့်လို့ခရစ်တော်ကိုတိုက်ရိုက်ဆက်ဆံပါတိုက်ရိုက်စကားပြောပါတိုက်ရိုက်ကိုးကွယ်ပါကျွန်တော်ဖေကျွန်တော်ငွေတယ်သူကပါစတာကျွန်တော်လည်းခရစ်တော်ကျွန်တော်ခေါ်တဲ့အခါမှာကျွန်တော်လည်းပါစတာဖြစ်လာဒီနေ့ကျွန်တော်ဖေတာတော်ပြီငါတော့မပိုင်နဲ့ဘယ်တော့မှအမှုတော်လည်းမဆောင်တော့တော်ပြီငါတော့အမှုတော်လည်းမဆောင်တော့ပြောချင်ဒီကနေ့ကျွန်တော်လိုက်လို့မရဘူးဘာလို့လဲကျွန်တော်အဖေအားဖြင့်ကျွန်တော်ဖခင်ရဲ့အမှုတော်ကိုပါဝင်နေတာမဟုတ်ဘူးကျွန်တော်ကိုတက်ရိုက်ခေါ်တဲ့ဖခင်အားဖြင့်ပါဝင်နေတာဖြစ်တယ်ဟာလေလုယာဒီကနေ့မှာဖခင်ကိုအောင်ွယ်အားဖြင့်ရှိခိုးရင်ခမအောင်ွယ်ပြုတ်တဲ့နေ့ကျရင်မိတ်ဆွေလည်းပြုတ်ပါလိမ့်မယ်ဖခင်ကိုတက်ရိုက်ဆက်ဆံပါယောဟန်ခရစ်တော်ကိုတန်တရားရှိတဲ့နံပါတ်1အချက်ကအောင်ွယ်အားဖြင့်တစ်စစ်အားဖြင့်ခရစ်တော်နဲ့ဆက်ဆံခြင်းကြောင့်ဖြစ်ပါတယ်နောက်ဆုံးအချက်ကိုကျွန်တော်ပြောပါမယ်နောက်ဆုံးအချက်ယောဟန်ခရစ်တော်ကိုနောက်ဆုံးတန်တရားဖြစ်ရတဲ့အကြောင်းရင်းကမျော်လင့်ထားသလိုမဖြစ်လာခြင်းကြောင့်ပဲဖြစ်ပါတယ်မျော်လင့်ထားသလိုမဖြစ်လာခြင်းယောဟန်ကခရစ်တော်ကိုသူတို့ကြားထားတာကခရစ်တော်ရဲ့နိုင်ငံတည်ထောင်တဲ့ခါကျရင်မိအားဖြင့်စေးကြောမယ်တတိုင်းပြည်လုံးအုပ်ချုပ်မယ်တကမ္ဘာလုံးအောင်နိုင်မယ်လို့သူတို့ထင်ထားခဲ့တယ်ဒါပေမဲ့ခရစ်တော်တကယ်ရောက်လာတဲ့ခါကျတော့ဘာမဟုတ်ပညာမတတ်တဲ့တပည့်တော်12ယောက်လေးကိုရွေးပြီးတော့မှဘူအိမ်လဲဝင်ဒီရွာလဲထွက်ဘူခြေပင်နာမှာသွားထိုင်တွန်းနေတဲ့ခါကျတော့သူမျောလင့်ထားတဲ့မဆိုင်ယာလို့ခေါ်တဲ့ခရစ်တော်နဲ့တကယ်ရောက်လာတဲ့ခရစ်တော်မတူတော့တဲ့အခါမှာသူ့စံတရားတွေအများကြီးထွက်လာဖြစ်တယ်ဒီကနေ့ခရစ်တော်ကိုလက်ခံတဲ့ယုံကြည်သူတွေကျွန်တော်တို့စမ်းစစ်ကြရအောင်မြန်မာစကားပုံဒီမှာတမ်းမှမှန်ပါလူအလိုနတ်မလိုက်ဘူးကျွန်တော်ကမျောလင့်ချက်ကြောင့်ခရစ်တော်ကိုလက်ခံရဆိုရင်မျောလင့်ထားတယ်လို့ဖြစ်တဲ့အခါကျရင်ကျွန်တော်ရှုံးသွားပါလိမ့်မယ်ငါခရစ်ယာန်ဖြစ်တဲ့အခါငါယုံကြည်သူဖြစ်တဲ့အခါငါချမ်းသာခြင်းရတယ်လို့မှန်းထားတယ်တကယ်လည်းမရတဲ့အခါကျရင်ဒုက္ခရောက်ပါလိမ့်မယ်ငါယုံကြည်သူဖြစ်တဲ့အခါနာမည်ကျော်စောခြင်းတွေကိုရလိမ့်မယ်လို့ပြောတယ်ဒါပေမဲ့မရသေးတဲ့အခါကျရင်မိတ်ဆွေဒုက္ခရောက်ပါလိမ့်မယ်ခရစ်တော်ကိုမျှော်လင့်လို့မရဘူးသူ့အားဖြင့်လည်းကျွန်တော်တို့ဟာခရီးကွာတဲ့သူတွေဖြစ်တယ်အာမင်သူရဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ဟာအထက်တူထက်မြောက်ဝမ်းမြောက်ရမှာဖြစ်တယ်လောကမှာခရစ်တော်3နှစ်နဲ့တဝက်အမှုတော်ဆောင်တဲ့အခါမှာအောင်မြင်တယ်လို့ပြောလို့ရတယ်မအောင်မြင်ဘူးလို့ပြောလို့ရတယ်ကားမရှိဘူးတိုက်မရှိဘူးခြေမရှိဘူးဘာဆိုဘာမှမရှိဘူးဘာမှမကြိုက်ခဲ့ဘူးဒါပေမဲ့သူ့ရဲ့မဟာတာဝန်ဖြစ်တဲ့လောကကိုကယ်တင်ခြင်းအမှုသူပြအောင်လုပ်သွားတယ်ဟာလေလုယာအောင်မြင်ခြင်းကိုဘာနဲ့သူတို့တိုင်းတာလဲဆိုတော့အခုစင်ရခြင်းတရားကိုဟောနေတာအခုကျွေးဝါခြင်းတရားကိုလည်းဟောနေတာအခုကျွန်တော်ကဂျားထဲကနေတွားနေတာခရစ်တော်ကကျွန်တော်တို့ကိုမျှော်လင့်ထားတဲ့အရာတာဝန်ပေးထားတဲ့အရာမပြည့်စုံလာတဲ့ခါကျရင်ကျွန်တော်တို့လိုချင်တယ်လို့ခရစ်တော်မလုပ်ပေးတဲ့ခါကျရင်တန်တရားကျွန်တော်မှာအလိုလိုနဲ့ဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်နောက်ဆုံးအနေနဲ့ခရစ်တော်ကိုတန်တရားမဖြစ်ဖို့အတွက်နံပါတ်1ခက်ခဲခြင်းမှာဘုရားကိုချီးမွမ်းရအောင်။ခက်ခဲခြင်းမှာဘုရားကိုနားလည်ရအောင်။ခက်ခဲခြင်းမှာဘုရားကိုအားကိုးရအောင်။အာမင်။ဒုတိယချက်ခရစ်တော်ကိုဘယ်လိုဆက်သွယ်ရမလဲ။တိုက်ရိုက်ဆက်သွယ်ရအောင်။နံပါတ်3ချက်ငါတို့ရဲ့မျှော်လင့်ခြင်းတွေပြည့်စုံသည်ဖြစ်ပါစေမပြည့်စုံသည်ဖြစ်စေစေလွတ်တော်သူမျှော်လင့်ခြင်းသာတာ၍ပြည့်စုံပါစေအာမင်ကျွန်တော်ရဲ့အမေဆုံးသွားတဲ့အခါမှာသူ့ရဲ့ကျန်းစာအုပ်ကိုကျွန်တော်အမွေရလိုက်တယ်အဲ့ကျန်းစာအုပ်ကိုအမွေရလိုက်တော့အဲ့အထဲကိုကျွန်တော်လှန်တဲ့အခါမှာသူ့လက်ရေးကအဲ့လောက်မလှဘူးအဲ့လက်ရေးနဲ့သူရေးထားတဲ့ကျန်းချက်ကရှင်မသက်အခန်းကြီး7အပိုင်ငယ်6ပဲဖြစ်တယ်ငါကြောင့်စိတ်မပြတ်တော်သူသည်မေရှိတယ်ကျွန်တော်ရဲ့အမေဘဝကိုပြန်စဉ်းစားလိုက်တယ်ကျွန်တော်အမေကယောဂပေါင်းစုံသူ့ဘဝမှာခံစားရတယ်လို့ဖြစ်တယ်ကျွန်တော်တာသနာပြုဖို့အတွက်ရန်ကုန်ကိုရောက်လာတဲ့ခါမှာသူများအိမ်ငှားပြီးနေရတဲ့ခါမှာကျွန်တော်အမေကအမြဲတမ်းခရင်ပေါ်မှာနာယောဂပေါင်းစုံနဲ့လဲနေတဲ့ချိန်ဖြစ်တယ်ဒီကနေ့ကျွန်တော်ရဲ့သာသနာလုပ်ငန်းကဘုရားသခင်ကဘုန်းတော်ထင်ရှားတဲ့အခါအောင်မြင်ခွင့်တွေပေးတဲ့အခါမှာခလေးပေါင်း1000ကျော်အခုကျွန်တော်တို့အခမဲ့ပညာတွေကျွန်တော်တို့ပေးလာတဲ့အခါအခုကျွန်တော်တို့ခြံဝန်းကြီးတွေနဲ့ဘုရားသခင်ဘုန်းတော်အလော
ဖွင့်ချီးမွမ်းလာတဲ့အခါအခုကျန်းစာကျောင်းသူကျောင်းသား200ကျော်နဲ့ကျွန်တော်တို့ကအနောဖွင့်အမှုတော်ကိုဆောင်နေတဲ့အခါဘောလုံးကလပ်တွေကျွန်တော်ထောင်လာတဲ့အခါဘုရားသခင်ကျွန်တော်ကိုကောင်းချီးတွေပေးလာတဲ့အခါမှာကျွန်တော်အမေတစ်ခုမှမမီးဆန်းခဲ့ရဘူးသူကယောဂနဲ့အောင်မြင်မှုမရခင်မှာဆုံးသွားတယ်အဲ့ဆုံးသွားခံကြီးလေးမှာသူရေးသွားတဲ့ကျမ်းချက်ကငါကြောင့်စိတ်မပြတ်တော်မူ၏မေတ္တာရှိခရစ်တော်ကကျွန်တော်တို့ပါပြီးသားစိတ်ပြည့်စရာတွေဒုက္ခတွေတန်တရားတွေနဲ့ကျွန်တော်တို့ကျင်းနေတယ်ဒီလောကမှာဒါပေမဲ့အဆုံးကပါလေငါကြောင့်စိတ်မပြတ်တော်သူသည်မေတ္တာရှိနားရှိသူကြားပါစေမျက်စိရှိတော်သူမြင်ပါစေရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ